အားလုံးပဲမော်နီးပါဒီနေ့တော့စိတ်ငြင်းနေတဲ့ဖះကိုအစောရွက်ထားလာဟိုပန်းလေးကိုပွင့်နေရပဲခဏလေးဒါဘာပန်းလဲမသိချစ်တော့ချစ်စီရတယ်လာရနော်ပရိမတိုင်းလိုမျိုးပဲထင်တယ်ရွာမှာပွင့်နေပရိမတိုင်းလိုမျိုးပန်းလေးထင်တော်တော်လာတာပဲချစ်စီရတယ်ဖះမှာလာပြီးတော့ပျက်စီးလဲမယ်ဖះရှိခိုးမယ်ဖះမရက်ကတော့မနေ့ပိုင်းဖះမရှိခိုးပြပါဘူးမနေ့ပိုင်းဆိုလို့ရှိရင်9 နာရီလောက်မှပဲပြင်တော့ပြင်းထူနေရမထားပြဘူးကဲဖះရောက်ပါပြီဖះရှိခိုးမယ်ပျက်စီးလဲမယ်ဖះကလေအေးချမ်းနေရောဒီဘဏ္ဍာလေးကစိတ်မန်းလေးတွေကလည်းပွင့်မနေ့စောစိတ်ကြည်သွားတာပေါ့ဒါပါပဲတတာပါ